ဒီတစ်ခါမှာတော့ဒိန်ချင်လေးကိုကိုယ်တိုင်လုပ်ကြည့်ထားပါတယ်နွားနို့ရမ်းကောင်းလို့လားမသိဘူးဒိန်ချင်လေးကပြည့်နှစ်ပြီးတော့တော်တော်လေးကိုစိတ်ပါတယ်ဒိန်ချင်ကလုံးရတာလည်းအရန်လွယ်တယ်ပြီးတော့တညလေးထားလိုက်ရုံနဲ့ရပြီဆိုအရန်လည်းစောင့်ကြမလို့ဘူးနော်နွားနို့အစိမ်းလေးကိုကြိုပါမယ်နို့ထဲမှာပါတဲ့ရေတွေခန်းသွားအောင်ဒီတကြလေးကြိုပေးရပါမယ်နို့လေးပြစ်လာပြီဆိုရင်အေးခံထားရပါမယ်နည်းနည်းနွေးလေးကြံတဲ့အချိန်မှာဒိန်ချင်လုံးမဲ့ဘူးတဲ့ကိုပြောင်းထည့်ထားရပါမယ်ပြီးသွားရင်တော့ကိုဖြစ်စေခြင်းနဲ့ဒိန်ချင်နဲ့တစွန်းစာလေးရောရပါမယ်ပြီးသွားရင်တော့ဘူးကိုတညလုံးမလှုပ်လဲမလှုပ်စေဘဲနဲ့အဝိစာလေးနဲ့ဖုံးအုပ်ထားရပါမယ်မနဲ့မိုးလင်းလို့ဖွင့်ပြလိုက်တဲ့အနေထားလေးပါဒိန်ချင်လေးရပါပြီဒိန်ချင်လှုပ်တဲ့အချိန်မှာသတိထားရမယ့်အချက်ကတော့ကိုရိုးလိုက်တဲ့ဒိန်ချင်အတိုင်းထပ်တူပြန်ရတယ်ဆိုတာပါပဲအဲ့ဒါကြောင့်ဒိန်ချင်တစွန်းစာလေးရောတဲ့အချိန်မှာကိုကြိုက်တဲ့ဒိန်ချင်လေးနဲ့ရောပေးလိုက်လို့ရှိရင်နောက်နေ့မှာကိုကြိုက်တဲ့ဒိန်ချင်အရသာတိုင်းတစ်ထပ်တည်းပြန်ထွက်ပါတယ်။လုပ်ရတာလည်းလွယ်တယ်ပို့ပြီးလည်းစားကောင်းပါတယ်။ဒီတိုင်းနဲ့စားဖြစ်တော့ကုံသွားတာနဲ့ထပ်ထပ်လှုပ်စားဖြစ်ပါတယ်